အလုသမားဝန်ကြီးဌာန၏ဂုံတိတ်ခါရှိသောရွှေပြောင်းသွားလာခြင်းမှတစ်ဆင့်ရွှေပြောင်းလုပ်သားများနှင့်၎င်းတို့မိသားစုဝင်များ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုစီသို့အလုပ်ရုံဆွေးနွေးပွဲကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ရှိ Grand Amara Hotel မှာကျင်းပခဲ့ပါတယ်။လေယုံဆွေးနွေးပွဲသို့ပြည်ပမှအလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌလူသမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကပြည်ပသို့တွားရောက်အလုပ်လုပ်ကိုင်ရမှာတရားမဝင်ရွှေ့ပြောင်းသွားလာခြင်းခေါင်းပုံဖြတ်ခံရခြင်းနဲ့မိသားစုပြန်လည်ပေါင်းစည်းခြင်းများမှာစနစ်တကျမရှိခြင်းများကိုဖော်ထုတ်၍ရွှေ့ပြောင်းလုပ်သားများနဲ့၎င်းတို့မိသားစုဝင်များရဲ့လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့အမျိုးသားအကျိုးစီးပွားအတွက်ပူးပေါင်းညှိနှိုင်းအဖြေရှာနိုင်ရေးရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများကနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုတထောင်တနေရာကထောက်ပံ့ပေးနိုင်တဲ့မိသားစုလွှဲပို့ငွေရရှိအောင်အကောင်းဆုံးစွမ်းဆောင်ပေးတဲ့ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ10ခုကိုဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက်အလုံးစုံဆွေးနွေးပွဲကိုဆက်လက်ကျင်းပခဲ့ရာလူစွမ်းအရင်းမြစ်ဆုံးရှုံးမှုမရှိစေရေးနဲ့လုံခြုံစိတ်ချရသောရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေးကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးနဲ့ပြည်တွင်းပြည်ပလုပ်သားစည်းကွက်မြင့်တင်ရေးရွှေ့ပြောင်းလုပ်သားများရဲ့လွှဲပို့ငွေမှတစ်ဆင့်၎င်းတို့မိသားစုဝင်များရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးရေးစသည်တို့ကိုသက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင်သူများကဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။